ကျောင်းရတွေကတော့ English Reader Primary Year 1 Shan State Sangha Council က2021ထုတ်လုပ်တဲ့ဒီယိုညွန်းတဲ့အတစ်ဖြစ်ပါတယ်ဒီယိုညွန်းတဲ့ထဲမှာကြည့်ကြည့်ရအောင်ဒီထဲမှာဆိုလို့ရှိရင်အပိုင်းအားဖြင့်24ပိုင်းပါပါတယ်ပေါ့နော်ကြည့်ကြည့်အောင်နံပါတ်1အပိုင်းကကြတော့ alphabet ဆိုတာ English alphabet ဒီ English စကားလုံးတွေပေါ့အင်္ဂလိပ်စကားလုံးတွေပါမယ်နောက်ပြီးတော့ lesson 2ကကြတော့ ABC concept letter ရေးပုံရေးနည်းတွေလည်းပါပါတယ်ပြန်နော်ကဲ lesson 3ကကြတော့ပါလဲဆိုလို့ရှင် hello how do you do ဒါကတော့မိတ်ဆက်တဲ့ပိုင်း lesson 4ကကြတော့ good morning ဒါလည်းပဲမိတ်ဆက်တဲ့ပိုင်းကန်တာ lesson 5က what it is but it does ဒါ what ဒါပါလဲဟိုကပါလဲဆိုတဲ့အရာကိုရှင်းပြတဲ့အခန်းဖြစ်တယ် lesson 6ကတော့ where is this where အသုံးပြုတဲ့ပုံစံ lesson 7ကတော့ who it is who အသုံးပြုတဲ့ပုံစံ lesson 8ကတော့ number အသုံးပြုတဲ့ပုံစံများတယ် lesson 9က how long lesson 10ကcolor lesson 11ကကျတော့ days of the week Sunday Monday အစရှိတဲ့9ရက်lesson 12ကကြတော့ dining hall အဲ့ဒီစာတင်ကျောင်းထဲမှာဒါမှမဟုတ်ဆွမ်းစားကျောင်းမှာပေါ့နော်ဒါဘုန်းကြီးယဟန်တန်ဃာတွေဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးကျောင်းမှာဘယ်လိုစားရမလဲဆိုတဲ့အကြောင်းအရာတွေကိုရှင်းပြထားတယ် lesson 73ကကြတော့ခန္ဓာကိုယ်အစိတ်ပိုင်းအကြောင်း24ကကြတော့ဒီစာရေးထားခြင်းအကြောင်း lesson 15ကျတော့ in the class အတန်းထဲမှာအတန်းထဲက activity လေးအကြောင်း lesson 16ကတော့ daily loading နေ့စဉ်လုပ်တဲ့လုပ်ငန်းတွေအကြောင်း lesson 19ကျတော့ asking for help အကူအညီတောင်းခြင်း lesson 19ကျတော့ conversation among students ကျောင်းသားများတွေကြားတဲ့ကစကားပြောဆိုခြင်းပြောဆိုဆက်ဆံခြင်း lesson 19ကျတော့ planning for future အနာဂတ်အတွက်ပြင်ဆင်ခြင်း lesson 20ကကျတော့ manner အပြုအမူတွေအကြောင်းပဲ lesson 21ကကြတော့ you read for you song ဒါကကြတော့ကံရဲ့အကြောင်းပေါ့နော်